Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနောက်ကရှိရဲ့ 3D printer set လေးနဲ့ပေါ့နော်ကျွန်တော်ဒီရုပ်လေးကိုထုတ်ပြမှာဖြစ်ပါတယ်ပထမဆုံး 3D print ထုတ်ဖို့ပေါ့နော်ကျွန်တော်တို့အနေနဲ့ 3D STM file လိုပါတယ်ကျွန်တော်တို့ဒီ file ပြင်ဆင်ပြီးသွားပြီဆိုတာနဲ့ set ကို setting ချိန်မယ် setting ချိန်ပြီးသွားရင်ကျွန်တော်တို့ဒီ resin ဆေးရည်ပေါ့နော် set ထဲကိုကျွန်တော်တို့ဆင်းသစ်လုပ်ပါမယ်ကျွန်တော် 3D printer set က Anycubic ကထုတ်တဲ့ set ဆိုကျွန်တော်အနေနဲ့ Anycubic application တွေကနေကို print ထုတ်ခြင်းတဲ့ file ကို slicing လုပ်တယ်ပေါ့နော် slicing လုပ်ပြီးသွားရင်ပြီးရင်ကျွန်တော်တို့သူအချက်လက်တွေပေါ်လာပေါ့နော်reason ဘယ်လောက်မီလီပြီးရင်ဘယ်လောက်ကြာမယ်ဆိုပြီးတော့ကျွန်တော်တို့ပေါ်လာပေါ့နော်ပေါ်လာတဲ့ဟာကိုကိုကအဆင်ပြေရဆိုရင် print ထုတ်ခြင်းနဲ့ဆိုရင်ခုနက slicing လုပ်ထားတဲ့ file ကိုကျွန်တော်တို့က print ထုတ်လိုက်ရုံပဲပေါ့နော်ဆိုရင်သူတို့ကဖုန်းထဲကနေ set ကို file ကို upload လုပ်ပြီးရပေါ့နော် upload လုပ်ပြီးတော့ရင် set ကနေကျွန်တော်တို့စပြီးတော့ print ထုတ်ပြီးရပေါ့နော်တခါလေကြာလဲဆေးရမလုံလောက်ဘူးဆိုရင်သူ့အနေနဲ့ဆေးရမလုံလောက်တဲ့ကြောင့်set ကနေအချက်ပြရပေါ့နော်ပြီးသွားပြီဆိုလဲပြီးသွားပြီဆိုရင်ဟာကို set ကနေအကုန်လုံးဒီ note တက်တယ်ပေါ့နော်ကျွန်တော်တို့ဖုန်းထဲကနေလည်းကြည့်လို့ရတယ် set ကနေလည်းတစ်ဆင့်ကြည့်လို့ရတယ်ကျွန်တော်ကတော့ကိုလောလောဆယ်အကုန်လုံးကိုဖုန်းနဲ့ပဲလုပ်ပြသွားတာဆိုတော့ပေါ့နော်တော်တော်များများလည်းဒီ 3D printing ကိုဖုန်းနဲ့လုပ်လို့ရလားဖုန်းနဲ့လုပ်လို့ရလားဆိုပြီးစိတ်ဝင်စားနေတဲ့သူတွေများရပေါ့နော်ပြီးတော့ကျွန်တော်တို့ resin 3D printer ကိုစကင်တော့မယ်ဆိုရင်တတိထားမှာပေါ့နော်လက်ကိုလုံးဝအသုံးပြုပါလို့ကျွန်တော်တို့ဒီဆေးရည်တွေကပေါ့နော် chemical ဆေးရည်တွေဖြစ်တဲ့အတွက်လက်နဲ့ထိလိုက်တယ်ဆိုရင်လက်တွေစားရတာပေါ့နော်ဖြစ်နိုင်ပါတယ်အရန်နဲ့အနေများပါတယ်ပေါ့နော်အဲအကြောင်းမဖြစ်နိုင်ရင် mask တို့လက်အိတ်တို့အဲ့လိုအကာအကွယ်တွေသုံးပြီးတော့မှဒီကျွန်တော်တို့ဆေးရည်ကိုပဲဖြစ်ဖြစ်အယုတ်ကိုပဲဖြစ်ဖြစ်ခိုင်တွယ်ဖို့ရကျွန်တော်အနေနဲ့မှာချင်ပါတယ်ပေါ့နော်အကုန်လုံးကင်ပြီးသွားရင်လည်းကျွန်တော်တို့အကိုဟောဖြစ်ဖြစ်ပေါ့နော်လက်ကိုဆေးမယ်ဆေးပြီးသွားရင်ဆက်ပြန်နဲ့ပြန်ဆေးမယ်ပေါ့နော်အဲ့လိုမျိုးဆေးဖို့လည်းမမီးနဲ့ပေါ့နော်အရန်ဒါတတိထားမယ်ချက်ပါလို့ကျွန်တော် resin နဲ့ပတ်သက်ပြီးတော့ဒီ printer ကိုအသုံးပြုမယ်ဆိုရင်ပေါ့နော်ဒီ FDM printer ကကျွန်တော်အဲ့လိုမျိုးလှုပ်ရှားတော့မလို့ပေါ့နော်စိတ်ရှုပ်စရာတွေတော့မလို့ကျွန်တော် resin printer တစ်ခုပဲပေါ့နော်တတိထားမှာပေါ့ကျွန်တော်တို့ print ထုတ်ပြီးသွားပြီဆိုတာနဲ့ဒီ washing လုပ်တယ်ပေါ့နော် washing လုပ်ပြီးသွားရင်ဒီ UV မီးနဲ့ဆေးတွေကိုပြန်ပြီးတော့ခြောက်အောင်လုပ်တယ်ပေါ့နော်တချို့ဆေးကမခြောက်ပြင်းနေရရှိရပေါ့နော်အဲခြောက်အောင်လုပ်ပြီးသွားရင်ကျွန်တော်တို့ဒီအယုတ်ကိုပေါ့နော်တချို့နေရာတွေမလိုအပ်တဲ့နေရာတွေကိုကျွန်တော် cover နဲ့တိုက်တာမျိုးတို့ sanitization တာမျိုးလုပ်တယ်ပေါ့နော်ပြီးတော့နောက်ကျွန်တော်လိုချင်တဲ့ပုံလေးရလာပါအားလုံးပဲဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်ခုလို 3D printing နဲ့ပတ်သက်တဲ့ knowledge တွေ figure ရုပ်တွေကိုသဘောကျရဆိုရင်ကျွန်တော်ရဲ့ TikTok channel ရဲ့ကျွန်တော်ရဲ့ Facebook page ရဲ့ YouTube channel ကို follow and subscribe လေးလုပ်ထားဖို့မမေ့နိုင်အောင်เนาะပြီးရင်လည်းကျွန်တော်ကိုယ်စာက printing ပိုင်းမရှိသေးပေါ့နော်နောက်နေ့ကျရင်ကျွန်တော်အနေနဲ့ painting ပိုင်းကိုလည်းတင်ပေးသွားမှာဖြစ်လို့ဆက်ဆောင်ပေးကြပါအောင်လို့ပြောချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်